3အားလုံးပဲမင်္ဂလာကျွန်တော်ချင်တယ်ကျုပ်လိုက်ပါကျွန်တော်ကတော့စူပါမန်ပါကျွန်တော်တငယ်ချင်းစူပါမန်နဲ့ကျွန်တော်တငယ်ချင်းယူကီနဲ့ Minecraft ဟာခေါ်ဆုံးကြပါပဲဖြစ်ပါတယ် hardcore ဆိုတော့တီဝိုင်းရောပြန်ရှင်းနိုင်ဆိုတော့တို့ခတ်မယ်Oh my gosh skeleton โอเคကိုကမှတိုးရအောင်အများကြီးပဲဗျဒါမှမဟုတ်ကျွန်တော်ကောင်းမှုကုသိုလ်လုံးမှာဆိုတော့လည်းမတက်တော့ပါဘူးလေမာလီလုံးမိပါ ကောင်းမှုကုသိုလ် It was at this moment that he knew he fucked up. Sorry ကောင်းမှုကုသိုလ်မြဲတဲ့လုံးတဲ့ကောင်းလေးဆိုတော့ကျွန်တော်တိုးရရောမတက်တော့ဘူးဗျတိုးရကိုချမ်းသာပေးလိုက်ပါမယ်တိုးရကိုOkay မမေ့နေတာတိုးရကိုပြီးအစားတော့ကျွေးလိုက် Oh no I'm gonna die Oh my god! Oh my god ဒီမှာတိုးလေးရှိတယ်တိုးလေးအစားစားချင်လားတိုးလေးကျွန်တော်ကောင်းမှုကုသိုလ်လုပ်တာဟုတ်လို့မတက်တော့ပါဘူးနော်တက်တာပဲကောင်းပါလေမတက်တော့ပါပဲ Oh my ဒီ god ဝက်လေးကိုချမ်းသာပေးလိုက်ပါမယ်အခုကပြုတ်ကြပြီးတိတ်သွားတာငါလည်းမလုပ်ဘူးတို့လည်းမသိဘူး အခုကျတော့ကျွန်တော်ကလည်းခဏကျွန်တော်ကတွေးတော်တော်များများကုန်သွားပါပြီခင်ဗျာကျွန်တော်ဒါညီမလေးတို့ကျွန်တော်တို့ပြောခုမှစပြီးတော့မတ်ပြီးရတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းဘာလေးမားတဲ့ခါရှိလို့ဘာလေးချမ်းသာပေးလိုက်ပြီကျွန်တော်မှာဝိုင်းကုန်သွားပြီ Hi ကျွန်တော် X ကိုကျွန်တော်အမေကညီပါခင်ဗျာကျွန်တော်ကတော့ယူကီနဲ့ opposite ပါခင်ဗျာတော့ကောင်းမှုကုသိုလ်တောက်လောက်တာဗျာကျွန်တော်ကောင်းမှုကုသိုလ်ကျွန်တော်ကောင်းမှုကုသိုလ်ဘယ်လောက်လောက်လဲဆိုရင်တော့တိုးလေးအောင်သုံးဝဲခုနကအောင်ပြီးလိုက်တာ Oh my god ကျွန်တော်ကောင်းမှုကုသိုလ်လုပ်လဲဆိုစူပါမန်ကိုပြီးနိုင်ပါ Oh damn Okay ကျွန်တော်ကောင်းမှုကုသိုလ်လုပ်ပြီးတော့ကျွန်တော် whatကလေးလေးကိုကျွန်တော်တက်ပြပါပဲဖြစ်ပါတယ်စနေရပါသူ့မိဘတွေပဲသူ့အချိန်မှာတက်လိုက်ပါခင်ဗျာဟုတ်ကဲ့ Oh my gosh အာရုံတွေ့ပြီ Wait what no way ဟာ No way အာရုံတွေ့ပြီအာရုံဆူတွေ့တာဆို stone လေးတူးပြီးတော့ stone ကိုတူးလိုက်ပြီးရင် cooking spray ယူပြီးတော့ let's go အာရုံတော့လုံမယ် ကျွန်တော်ကတော့မောင်း ပြင်ကောင်းတာပဲကျွန်တော်စူပါမန်ထောင်ထည့်ကောင်းသေးတယ်ဗျကျွန်တော်စူပါမန် စူပါမန်နဲ့ယူကီနဲ့ဝိုင်းရှိပါလေခင်ဗျာ စူပါမန်ကအဲ့လောက်ထိကံကောင်းပြသူကကောင်းမှုကုသိုလ်လုပ်တဲ့အတွက်ကြောင့်စူပါမန်ကကံကောင်းပါခင်ဗျ ကျွန်တော်အသက်နည်းနည်းလေးပဲကျွန်တော်ပါခင်ဗျာ တနည်းနည်းလေးကြံပါဘောသူက ယူက စူပါမန်အားရအောင်သွားကြီး တောက်အတူပါလေတင်ပါဆိုတော့ဟိုဘက်မှာဝက်လေးတွေရှိရဟာဝက်လေးတွေကိုစားတော့ကျွေးလိုက်အောင်မယ်ဆမ်ကျွေးခင်ဟိုကပျောက်သွားပြီဆမ်ကျွေးခင်ဘာလို့လဲသုံးလေးတွေပဲငါ Okay ဆောဒီမှာ recipe တွေရှိတယ် X လေးခွာ recipe တွေရှိတယ်ဆိုတော့ Oh my god! အဲ့မွေးတို့ကျွန်တော်ကြည့်ပါဗျာ Okay ကျွန်တော် recipe ကြည့်နေပါမယ်အဲ့မွေးတို့ဆန်တော့တော်တော်လေးကိုကြည့်ပါဗျာ အင်္ဂလိပ်ဆောင်တော့တကယ်ဘာမှမလုပ်ပါဘူးဗျာသူကရှောက်လုပ်နေတာ No crafting Oh ဒါ diamond ရ9ရ Okay နည်းနည်းတော့ပြပါခင်ဗျာဟိုဘက်ကဝက်လေးတွေကိုကောင်းကုသိုလ်ကိုတွားလုပ်ပေးလိုက်အောင်မယ်စာလေးတွေကြွေးလိုက်အောင်မယ်စာလေးတွေ Oh ဒါကနည်းနည်း trap chest and chest ကျိုးစားရ
စားလို့မြင်လားကောင်းမှုကုသိုလ်ကျွေးနေတာကောင်းမှုကုသိုလ် ကဲ မိုးချုံစူပါမန်ဟိုရပြီလားအဲ့ရပြီ မရပါဘူးခင်ဗျာ ကျွန်တော်ရှိမှရှိကျွန်တော်ရှိကိုလာခဲ့ ဒါ obsidian nugget diamond nugget okay coal nugget အော် coal nugget ရှိရပါ okay ညဘက်ရောက်ပြီ oh shoot ညဘက်ရောက်ပြီ bro ကျွန်တော်ရှိလာခဲ့ကျွန်တော်မှာဟိုရှိရကျွန်တော်မှာအဲ့ရရှိရကျွန်တော်မှာအဲ့ရရှိ ကျွန်တော်မှလည်းအရာရှိပါခင်ဗျာ အဲ့မြန်လုံးလိုက်မြင်းအိမ်မယ် အတူအိတ်ကြမယ် ညင်နေရတူတော့ လည်းအရာရှိပါခင်ဗျာ အဲ့မြန်လုံးလိုက်မြင်းအိမ်မယ် အတူအိတ်ကြမယ် ညင်နေရမတူတော့ Nice. ညမတူတော့ အတူအိတ်မယ် sleep ခဏစား မြင်အိတ် ဘခဏစားဘို့ခုမှဟိုလောက်တာအဲ့ရခွဲနေတာ အာ ဘို့တီတော့ငါလားဘို့ မသေးသေးဘူး I'm sleeping ကျွန်တော်အိတ်လိုက်ပြီနော်ဘို့ okay မိုးလင်းပြီရောက်ပါပြီခင်ဗျာ okay ဘိုးလေးမှာပြီ okay အာယုံတော်ရလာတယ်အာယုံ Yeah, boy. ထပ်ပြီးတော့မိုင်းမယ်ပေါ့ဗျာထပ်မိုင်းမယ်တုံးဘလူမိုင်းရ says she's from ဘာရှိလဲမိုင်းထဲမှာဘာရှိလဲတော့ကြည့်မယ် so ကျွန်တော် advice လေးပေးကြရရှိလို့ပါ ဒီတော့ခုံချလိုက်တော့မယ်အိုး survival ဆောင်းနေလဲရှိရင်ဗါလေ viewer တွေကဘယ်တော့မှ ဆောမလုပ်သင့်ပါဘူးဒါပေမဲ့ enchantment ကကောင်းလေးရချင်တော့ဆောလုပ်သင့်ပါတယ် X ကတော့ပို့ပြီးတော့ damage ရှိပါခင်ဗျာ ဟုတ်ပါတယ်မှန်ပါတယ်သူပြောတဲ့အတိုင်းပဲ H ကိုတားကောင်းပါတယ် H ကို ဒါပေမဲ့ X က enchantment မှာတော့တိတ်မကောင်းပါဘူးခင်ဗျာ မှန်ပါတယ် okay ကျွန်တော်တကူ craft ဘလူး လာ နဲ့စူပါမန်နဲ့ရှင်လိုက်ကျွန်တော်နဲ့စူပါမန်နဲ့ရှင်လိုက်ရောရိုးချရင်ရောကျွန်တော်နိုင်ပါတယ်ဒါပေမဲ့လည်းစူပါမန်ရော enchantment တွေမှာတားကောင်းပါတယ်အဲ့တော့သူနိုင်သွားတော့ပေါ့ဗျာ enchantment ကျွန်တော်အရင်ကစော့ဘူးလေဗျဒီမော့တွေကို wait what ကျွန်တော်အာယူတွေ့ပြန်ပြီဘလောက်ကဲကောင်းလိုက်တဲ့ငါလေးကွာ ငါတော့နည်းနည်းမနာလို့ဖြစ်သွားပြီ โอเคကျွန်တော်အာယူတွေ့ပြီဗျအာယူတူးမယ်ဗျဘလို့နောက်ပိုင်းကျရင်ဘလို့နောက်ပိုင်းကျဘလို့တွေ့မယ်ဘလို့ဗီဒီယိုတွေလည်းလာကောင်းနိုင်နေဗျအဲ့မဲ့ ကျွန်တော်ကတော့ခိုးအများရပါခင်ဗျာ ဒီစူပါမန်မပါပြက်တော့ဘူးဗျဘာလို့ဆို तू က Roblox ကို तू ကမစောဖြစ်တော့ဘူးဗျအဲ့လိုရှိတယ် okay ဟုတ်ကဲ့ပါ စူပါမန်မပါပြက်တော့ကျွန်တော်ရဲ့ဖောက်ခွားတွေကိုဘူးမှဖြစ်မှာဗျ အိုး အမလီတီး ကျွန်တော် boxing အင်ဂျီဝယ်လို့ရ ဘလို့ရေကျွန်တော်ပြန်မတက်တော့ဘူးဘလို့ကျွန်တော်ပြန်မတက်တော့ဘူးကျွန်တော်ဘလို့ပြန်တက်အောင်လည်းမသိတော့ ကျွန်တော်ကတော့လက်နက်တွေလုပ်ပြီးသွားပါခင်ဗျာ okay ဒါနဲ့ဒါကို oh my gosh damage က9တောင် တက်တော့ကျွန်တော်ဒီစတုံးလေးကိုပဲယူပြီးတော့ပြန်တက်ရမယ်ဗျဒုက္ခမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးကွာအကုန်လုံးဖြစ်နိုင်တယ်ဗျယူသည်ကအကုန်လုံးဖြစ်နိုင်ပြန်တက်နိုင်လေပြန်မတက်နိုင်တာမရှိဘူးစင်းရောပြန်တက်တဲ့လမ်းအောင်ရှိတယ် Yuki ရဲ့ POV မှာဘာရှိလဲတော့မသိဘူးကျွန်တော်ရဲ့ POV မှာကျွန်တော်က mine လုပ်ပါခင်ဗျာ okay iron nugget နဲ့ဘာလုပ်လို့ရ ဒီကျွန်တော်အာယုံနေရောတအားရနေပါပြီဗျာ ဘာလို့လဲမသိ blah 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 ငါခုမှသိတယ်ဟာnice အဖောက်တွေလည်းရပြီဒုတ်တွေလည်းရပြီဆိုတော့ okay ကျွန်တော်ခိုးလို့လေဗျခုနဟိုကခိုးကျွန်တော်ကျွန်တော်မှန်းရတယ်ဗျခိုးကျွန်တော်ဘလို့ဒီဝက်လေးကိုကြုံတော့တက်လိုက်အောင်ဟာမဟုတ်ဘူးမလို့ကောင်းကူတော့လုပ်လိုက်အောင်ပြောတာ okay ကျွန်တော်ကတော့စဉ်း ဟာ စား မလေးတီဗီဟာ
အိုးကျိုးပေါ်ရီတော့ဗျာဒီမိုင်းကိုပြန်သွားမယ်ဟာ ကြာ ဒီမိုင်း ခိုး မှာဘာမှမရှိဘူးဗျ ခိုးနာခဲ့ obsidian နာခဲ့ obsidian နာခဲ့ကိုဘယ်လိုရပါလဲခင်ဗျာကျွန်တော်ဂိုးလိုအပ်ပါခင်ဗျာဒီခါတော့ကျွန်တော်ဂိုးတော်တော်လေးလိုအပ်ပါ ကူကအဲ့လောက်ထိတုံးဝင်မလား အတောင်းဝင်တယ်ဘယ်လိုလဲဘယ်လိုအတောင်းဝင်ပါလဲဆိုတာသိချင်ပါတလားသိချင်တဲ့လူတွေဆိုရင်အဲ့ဂိုးကဖက်တွေကို အော်တီဗီနေကမှာတားတော့နေကမှာတားတော့ငါစက်သားခုဒီမစားသေးဘူးကွာကျက်ကောင်လေးကိုတောက်ပါအောင်မယ်ငါပိုက်တားစားနေလို့ ကျွန်တော်အခုတည်းတော့အိုင်းမရသေးပါဘူးခင်ဗျာ တူလားတို့စဉ်းစားကြည့်လိုက်ဗျာကျွန်တော်သူအာယုံမရသေးရဘာလို့လဲတိလားကျွန်တော်ရုပ်ချိုးနေလို့ဗျ ကျွန်တော်ဒီမှာတအားလေးကိုကောင်းမှုကိုလို့တအားကိုလုံနေတာစူပါမန်ရဟဲ့ဘာပြောရလဲအိုးအီလောက်သွားတာဟုတ်โอเคကျွန်တော်ကောင်းမှုကိုတော့လောက် မိုက်တယ် ဒီချိန်လောက်ဆိုရင်အာယုံတွေရောအများကြီး လက်တီးလဲ ရမှာပေါ့ဗျဘလို့စူပါမန်ဘဘာမလဲ တို့ကျွန်တော်ဒီမှာအကောင်လုံးပြင်ဆင်ပြီးသွားလို့ရှင်ဘလို့ရှိလာခဲ့မယ် โอเค โอเค ကျွန်တော်က ဘူးကျွန်တော်ကန်ကောင်းလို့ပြကျွန်တော်ကန်ကောင်းလို့မသိတန်ကြောင်လို့ပြီကျွန်တော်ရဲ့ဟိုက ကျွန်တော်မဲလိုက်နေပါပြီဗျာ ကျွန်တော်တွေးရနည်းနည်းလေးပဲကြံတော့လေဗျ ကျွန်တော်မဲလိုက်နေပါပြီဗျာ ကျွန်တော်ဒီတစ်ခေါက်ဆုံးရကျွန်တော်ကျွန်တော်တွေးစရာပဲဗျကျွန်တော်အာယုံနေရောအမွေဆက်ခံသူခုပါမန်းဖြစ်သွားလိမ့်မယ် โอเค โอเคခိုးတွေရောရပြီဆိုတော့ကျွန်တော်လိုချင်တဲ့ခိုးတွေရပြီဟိုအပေါ်ပြန်တက်မယ်ခုနကွာရေတန်းကိုနည်းနည်းလေးလိုတာကွာပြိုးလို့ရ ကျွန်တော်အမုန်းဆုံးမောက်ကဘာလဲဆိုတာသိချင်တဲ့လူတွေက skeleton ပါခင်ဗျ skeleton တော်တော်မုန်းဖို့ကောင်းပါတယ်ခင်ဗျ ဒိုးစကယ်လီတန်ဆိုရင်ရောကျွန်တော်ခရီးပါပေါ့ဗျာ အော်ခရီပါပိုမုန်းဆရာကောင်းတယ် ဟုတ်တယ်ဗျာခရီးပါတအားကိုဖြက်စီးတာတအားကိုလောက်တာ ဟုတ်ပါခင်ဗျကျွန်တော်ဘိုက်စားနေပါခင်ဗျ ဒီကျွန်တော်ဂရုလောက်ထားကျွန်တော်မမိတ်ဆက်ကျွန်တော်တို့ဂရုလောက်ထားတာ Minecraft group ကိုကျွန်တော်တို့မှာအဖွဲ့ဝင်တွေရောရှိတယ်ဗျာဒါပေမဲ့တို့တော့မအားလို့ကျွန်တော်အမဲလိုက်တာအတိုင်းအများကြီး ကျွန်တော်အမဲမလိုက်ဘူးကျွန်တော်ကောင်းမှုကူကားလို့ကောင်းမှုကူလို့လှုပ်လို့ပဲဘူးလို့ရကျွန်တော် water ဆက် ဒီဟာကဂိမ်းမှာတငယ်ချင်းဟာဒီအပြင်ကကောင်းမှုကုသိုလ်ဆိုရင်ပိုကောင်းတာပေါ့ဒီကဂိမ်းဆိုတော့မင်းကြိတ်တာလုပ်လို့ရတယ်လေကွာမဟုတ်ဘူးလား အဲ့တော့ကျွန်တော်ကဟိုရောက်ပြီ โอเคကျွန်တော်ကတော့ water ဆက်ခုရပြီကောင်းမှုကူတို့တားလို့ she's so perfect blah blah okay ဒီလောက်ဆိုရော ကျွန်တော်စာနေလိုက်တယ်ပါညာ ကျွန်တော်ရုပ်ချိုးလို့အာယုံကိုစိတ်ရပြီခုနကလည်းမဟုတ်ပါဘူးရပြီ โอเคကျွန်တော်အမဲလိုက်တာပြီးသွားပြီဒါပေမဲ့ကျွန်တော်ဘလုံးချာနေတော့ပါညာအော်မှာ sugar cane ဘယ်ဘူးမဟုတ်လားရှုကပြီဟုတ်တယ် sugar cane နဲ့ဘန်ကူနဲ့ဘယ်ဟာပိုရေးကြည့်ပါလိမ့်ညာမိုက်ကပ် ရှုကပြီကိုလေ ဟုတ်လားဟုတ် sugar cane โอเคတော့လိုရတာလေးကိုရပြီဆိုတော့အာယုံပြတ်တယ်အာယုံပြတ်တယ် ကျွန်တော်အခုဒီအိုင်းမရလေပါညာကျွန်တော်ဘယ်လောက်ကြံလို့လဲဆိုတာ အစပုံမှန်မလို့ဘူးပြကျွန်တော်တို့ကတည်းကဟိုပြောဘာလို့လဲ ကျွန်တော်ကဘယ်လောက်အသက်ကြီးလဲဆိုတော့ကျွန်တော်က1.5လောက်လိုက်တယ် Oh my god! အများကြီးပဲ Yeah, boy. Oh, I'm so lucky. Oh, မရှိတော့ဘူး oh my god. What the hell? How she doing? What? Let's just review, okay. Oh my gosh. I am ကိုကူတော့ရပါတယ် Let's go. ဟုတ်ဘူး ရ ဘိုးနဲ့ကျွန်တော်နဲ့တူသွားပြီဗျ Oh, ဒီမှာနောက်တစ်ခု ဟာကျွန်တော်တို့အပေါ်လက်ကြီးကောင်းတာပဲ Oh my gosh. အဲ့ဒါမဆိုင်တော့ကျွန်တော်အာယုံရင်ရကျွန်တော်ရုပ်ချုံးလို့နော်ဘိုးကနောက်မှကြောင်ကောင်းပြီးရတာ
ဘယ်နားမှာလဲမသိဘူး အော်ခိုး သူခိုးလေးကိုတွေ့တာပြသူက ခိုးကတော့ရေးကြည့်ရဲ့ အဲ့မတော့မှန်ပါလေဘရိုပုံမှန်လေးမသိဘူးပေါ့ဗျာစကယ်လီတန်ကြီးပြ bro အိမ်မယ် အဲ့မဲ့ဘရိုအခုမှမနဲ့ပဲရှိသေးတယ် အိမ်ရတော့မယ် bro I am mountain ပါ I'm in mountain အာဒီကျွန်တော်တိုင်ပတ် bro အိမ်တော့မယ်မြန်မြန်လို့ တိကျပါလေခင်ဗျာโอเคကျွန်တော်where အဲ့ရ okay အဲ့လုံးရအောင်လေဘရိုရာ ဟာအဲ့ဒါညာညာမဟုတ်ဘူးလား ဘရိုရ okay အဲ့ပြီးသွားပြီဆိုခီးဆက်မယ် ကျွန်တော်အိုင်းနေ18ခုတောင်မှရထားပါခင်ဗျာ okay လမ်းကြုံလုံးလမ်းကြုံလုံးကျွန်တော်ဒီနွားလေးကိုကောင်းမှုကုသိုလ်နဲ့ကြက်လေးကိုကောင်းမှုကုသိုလ်လုပ်ပေးလိုက်အောင်မယ်နွား ကောင်းမှုကုသိုလ်ဒီတော့တော်တာပဲကျွန်တော်တကယ်ချင်း okay ဘရိုရဲ့ favorite Minecraft player ဘယ်သူတော့မသိဘူးဗျာ ကျွန်တော်ပါခင်ဗျာကျွန်တော်ကတော့အိုင်းနေတော်တော်လေးများနေပါခင်ဗျာ ကျွန်တော်ဘရိုတောင်းဆိုတာရဟိုနင်းတောင်ပြောတာသူ wait a minute Superman ကျွန်တော် နင်းတောင်ပြောတာလား ကျွန်တော်အခု cave မှာကျွန်တော်အပြင်ထွက်လာခဲ့မယ် ဘရိုပြောနင်းတောင်ပြော What happened bro yeah nothing ဘာဖြစ်ပါဦးခင်ဗျာ ကျွန်တော်ခုံချလိုက်ပြီအဲ့လေကျွန်တော်မသိဘူးပေါ့ဗျာ ကျွန်တော်ဘိုက်တွေတော်တော်ဆောင်းနေပါခင်ဗျာမြန်လေးခေကျွန်တော် iron full အောင်မလုပ်လို့ရပါခင်ဗျာဒါပေမဲ့မလုပ်ချင်ဘူးပတ်စံကုန်လို့ပါခင်ဗျာကျွန်တော်ကတော့ bucket တော့တော်တော်အရေးကြီးပါခင်ဗျာ တော်ရှည်သွားပြီဆိုတော့လေနော်ဒီဟာကို episode 1လို့ပဲ episode 1 တိတ်မရှိသေးပါဘူးခင်ဗျာကျွန်တော်ဆက်လုပ်လို့ရသေးပါခင်ဗျာ ရှည်သွားပြီဆိုရှည်သွားလိုက် တိတ်မရှိသေးပါ ရှည်သွားလိုက်ငါပိုက်စာနေပြီငါတီးတော့မယ်တို့ကျွန်တော်တို့ okay ကျွန်တော်နှုတ်ဆက်အမယ်ရှင်ရောရောက်ပြီကျွန်တော်တို့ဒီဗီဒီယိုကတော်ရှည်နေပြီဆိုတော့ကျွန်တော်နှုတ်ဆက်မယ်အဲ့တော့အားလုံးပဲတော့ episode 1 ဘိုင်ဘိုင်ပါ episode 1လို့ပဲလုပ်လိုက်တော့မယ်ကျွန်တော်တို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကိုနောက်ထပ် episode မှာထပ်တွေ့ရမယ် let's go yeah bye guys bye bye